စောစောစာဖတ်တတ်တဲ့ကလေးတွေရဲ့နောက်ွယ်ကလှုပ်ဝက်ချက်ဖေဖေမေမေတို့ရေကလေးငငယ်လေးတွေကစာတွေကိုတေချာဖတ်ပြနေရမြင်ဘူးကြလားအဲ့ဒီအချိန်ဒီကလေးလေးတွေကမွေးရပါညံကောင်းလို့လားဒါမှမဟုတ်မိဘတွေကအတင်းဖိအားပေးတင် जा ထားလို့လားဆိုပြီးတော့တွေးမိကြလိမ့်မယ်ဟုတ်တကယ်တော့စောစောစာဖတ်တတ်တဲ့ကလေးလေးတွေရဲ့နောက်ွယ်ကလှုပ်ဝက်ချက်က right brain education လို့ခေါ်တဲ့ညာဘက်အုံနောက်ကိုဖွင့်ပြဖို့အတွက်စနစ်တကျနီးမှန်လမ်းမှန်နဲ့လေ့ကျင့်သင်ကြားပေးထားကြအောင်ပဲဖြစ်ပါတယ်ဒီနီးလမ်းမှာစလုံးတွေကိုအလွတ်ချက်ခိုင်းပြီးတော့မှဖိအားတွေနဲ့စာသင်ကြားပေးရမျိုးလုံးဝမဟုတ်ပါဘူးဒါဆိုရင်ဘယ်လိုမျိုးပုံစံလဲကလေးတွေကိုတဘာဝကြကြ fun learning environment မှာလသားအရွယ်တွေကစပြီးတော့စောစောစီစီ input တွေကိုစနစ်တကျထည့်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအသီးပွင့်တွေကိုခန်းစားရအောင်ပဲဖြစ်ပါတယ် right brain education နဲ့ဆိုရင်ဒီလိုမျိုးနီးမှန်လမ်းမှန်နဲ့ 21st century skills တွေကိုပါရရှိမဲ့အပြင်မှာကလေးငယ်လေးတွေရဲ့ပင်ကိုပါရမီတွေကိုစနစ်တကျဖော်ထုတ်ပေးပြီးလက်တွေ့ကျကျအသုံးချနိုင်အောင်လေ့ကျင့်သင်ကြားပေးရကြောင်းကလေးငယ်လေးတွေရဲ့ပင်ကိုဝါသနာလေးတွေကိုပါရှာဖွေတွေ့ရှိပြီးတော့မှပတ်စုံထူးချွန်လာမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ဖေဖေမေမေတို့ရဲ့ကလေးငယ်လေးတွေမှာရောဘယ်လိုဝါသနာလေးတွေရှိနေပြီလဲ comment မှာ share လုပ်သားပေးပါအောင်နော်နောက်တဲ့ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ရှင်